ဟုတ်ကဲ့သင်္ကြန်လုံးပဲမြင်ကြတာပါအခုကျွန်တော် AI ကိုမေးခဲ့တဲ့ဘုသူရစရာလေးတွေကိုမိတ်ဆွေတို့ကိုတစ်ဆင့်ပြန်လည်ဖတ်ပြမှာဖြစ်ပါတယ်ပီရမစ်ကြောက်တုံကြီးတွေကလူတွေကလောက်ထားရလားဂျိုသားတွေလောက်ထားရလားအခုကြီးလက်ပတ်ပညာရှင်တွေနဲ့ရှေးအောင်သူတွေနဲ့ပညာရှင်တွေကလက်ခံထားတဲ့ထောက်ထားတွေအရအီဂျစ်ပရမစ်ကြီးတွေကိုလူတွေကပဲဆောက်လုပ်ခဲ့တာဖြစ်ပါတယ်အဓိကအထောက်ထားတွေကတော့ပရမစ်ဆောက်လုပ်ရတဲ့ဥပမာတွေရဲ့တင်ပြများတွေ့ရှိထားပါတယ်ကျောက်တုံးတွေကိုကြေးနီကရိယာတစ်သားလျှောစင်များကျိုးများအသုံးပြုပြီးတော့ရွေးချယ်ခဲ့ကြောင်းထောက်ထားတွေရှိပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းနဲ့ဆိုင်တဲ့ရှေ့အောင်မတန်လည်းတွေ့ရှိရပါတယ်။ဂျိုသားတွေဆောက်ခဲ့တဲ့ဆိုတဲ့အယူဆကတော့လူကြိုက်များတဲ့ဒီကိုကုသာပြစ်ပြီးတော့အဲ့ဒါကိုထောက်ခံနိုင်တဲ့ရုပ်စိတ်ချရတဲ့သိပ္ပံဆိုင်ရာထောက်ထားမရှိသေးပါဘူး။ဒါပေမဲ့လူတွေအော်ကြားတာကတော့ကျောက်တုံးတချို့ကတန်ချိန်2တန်မှ80တန်အထိဒေးလန်တာလွန်စွာတိကျတဲ့လက်နက်မှုတွေနဲ့ဆောက်လုပ်ထားတာကြောင့်ဖြစ်ပါတယ်။အဲ့ဒါကြောင့်လက်ရှိသိပ္ပံပညာရေးဟာပီရမစ်ကြီးတွေကိုရှေးဟောင်းအီဂျစ်လူသားတွေကပဲဆောက်လုပ်ခဲ့တာလို့သတ်မှတ်ထားကြပါတယ်။စိတ်ဝင်စားရင်ဒီလောက်လေးတဲ့ကြောက်တုံကြီးတွေကိုဘီးမရှိပဲနဲ့ဘီးမရှိတဲ့ခေတ်မှာဘယ်လိုရွှေ့ခဲ့ကြလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးနိုင်ပါတယ်။ဒီမေးခွန်းကအခုထိစိတ်ဝင်စားစရာကောင်းနေသေးပါလက်ရှိအထောက်အထားတွေအရကြောက်တုံကြီးတွေကိုအောက်ပါနီလန်းတွေနဲ့ရွှေ့ခဲ့ကြတာဖြစ်ပါတယ်။တက်သားလျှောစဉ်ဆက်လက်ပေါ်မှာကြောက်တုံးတင်ပြီးတော့လူအများအပြားကကျိုးနဲ့ဆွဲခဲ့ပါတယ်။တဲကိုရေနည်းနည်းလောင်းခြင်းတဲပေါ်ကိုရေနည်းနည်းလောင်းပြီးတော့ပုတ်တိုက်လျှော့သွားလို့ကြောက်တုံးကိုဆွဲရပို့လွယ်ပါတယ်။ဒီချက်တွေကိုခေတ်သစ်စမ်းသပ်မှုတွေနဲ့လည်းထောက်ခံထားပါတယ်။မြေတက်လမ်းပီရမစ်မြင်လာတဲ့အများမြေသာတက်လမ်းတွေဆောက်ပြီးတော့ကြောက်တုံးတွေကိုအပေါ်တက်အောင်ဆွဲခဲ့ကြတာလို့စကြပါတယ်။ကိုတိုက်ရိုက်တက်လမ်း၊ကွေ့ပတ်တက်လမ်းသို့မဟုတ်အတွင်းပိုင်းတက်လမ်းစတဲ့ဒီလိုမျိုးရှိပါတယ်။လုံသမားအင်အားကျွန်တွေမဟုတ်ဘဲနဲ့ကျွမ်းကျင်လုံသမားတွေနဲ့ရာသီလိုက်လာရောက်ကူညီသူထောင်ပေါင်းများစွာကအခွင့်လိုက်လုပ်ခဲ့ကြတာလို့အထောက်အထားတွေကပြပါတယ်။ဒါဆိုတရားခံတို့ဘယ်လိုဆောက်ခဲ့တယ်ဆိုတာကိုသိပြီလား။မသိသေးပါဘူးပဲပညာရှင်တွေကအဓိကနီလန်းတွေကိုအထောက်အထားနဲ့ရှင်းပြနေပေမဲ့အသေးစိတ်အဆင့်တန်းကိုတော့မသိကြသေးပါဘူး။ဒါပေမဲ့ဂျိုသားတွေဆောက်ခဲ့တဲ့ဆိုတဲ့အထောက်အထားကတော့မတွေ့ရသေးပါဘူး။စိတ်ဝင်စားရင်ပီရမစ်တွေရဲ့ကျောက်တုံးတစ်တုံးဟာတန်ချိန်80ကျော်ရှိတာကိုလူတွေဘယ်နှယောက်နဲ့ဆွဲနိုင်တယ်ဆိုတာကိုတွက်ချက်ပြီးရှင်းပြပေးနိုင်ပါတယ်။အကြမ်းဖျင်းတွက်ကြည့်ရအောင်ဥပမာတန်ချိန်9000ကီလိုဂရမ်ရှိတဲ့ကျောက်တုံးတစ်တုံးဆိုပါစို့တစ်သားလျှောစင်ပေါ်တင်ပြီးတဲကိုရေစို့အောင်လုပ်ထားရင်ဆွဲရတာအားကအများကြီးလျော့သွားပါတယ်။စမ်းသပ်မှုတွေအရလူတစ်ယောက်ကအချိန်တစ်ခုအတွင်းဆွဲနိုင်တဲ့အားကိုတွက်ချက်တဲ့အခါမှာလူရာချီနဲ့လိုအပ်နိုင်ပါတယ်။ကြမ်းဖျင်းအားဖြင့်2တန်3တန်ကျောက်တုံးကိုလူ20-40ဝန်းကျင်နဲ့ဆွဲနိုင်ပါတယ်။90တန်လောက်ဆိုရင်200-400လောက်အပွဲလိုက်ဆွဲနိုင်ပါတယ်လို့ခန့်မှန်းကြတယ်။လမ်းရှည်နေဆူမှုလျှောစင်အရေးဈေးပေါ်မူတည်ပြီးခွာခြားနိုင်ပါတယ်။တကယ်တော့ဂီဇာပီရမစ်ရဲ့ကျောက်တုံးအများစုက2တန်မှ3တန်ခွဲလောက်သာရှိပါတယ်။90တန်ကျော်ကျောက်တုံးတွေကတော့အနည်းငယ်သာရှိပြီးတော့အထူးနေရာတွေမှာအသုံးပြုကြပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေကထောင်ပေါင်းများစွာသောအလုပ်သမားတွေကနှစ်ပေါင်းများစွာအပွဲလိုက်စနစ်တကျဆောက်လုပ်ခဲ့တာလို့ကြိုမြင်ကြပါတယ်။စိတ်ဝင်စားစရာတစ်ခုကတော့ပီရမစ်ကြီးကို23နှစ်အတွင်းဆောက်ခဲ့တယ်ဆိုရင်တစ်နေ့ကိုကျောက်တုံးဘယ်နှတုံးလောက်တင်ရမလဲဆိုတာပါ။အဲ့ဒီတွက်ချက်မှုကိုလည်းရှင်းပြပေးနိုင်ပါတယ်။တွက်ကြည့်ရအောင်။ပညာရှင်အများစုကဂီဇာပီရမစ်ကြီးမှာကျောက်တုံး2.3တန်းလုံးကအသုံးပြုထားတယ်လို့ခန့်မှန်းကြပါတယ်။အကယ်၍23နှစ်အတွင်းဆောက်ခဲ့တယ်ဆိုလို့ရှိရင်တစ်နှစ်လည်ရင်1သိန်းကျော်ကျောက်တုံးတင်ရမှာဖြစ်ပါတယ်။တစ်ရက်လည်ရင်ပြောင်းပြန်280လုံးလောက်တင်ရမှာဖြစ်ပါတယ်။10နာရီအလုပ်လုပ်ရဆိုလို့ရှိရင်2မိနစ်နဲ့3မိနစ်တိုင်းမှာကျောက်တုံးတစ်လုံးကိုနေရာချနိုင်ရမှာဖြစ်ပါတယ်။ဒါကိုလူတစ်ဖွဲ့တည်းကမလုပ်တာပါ